အားလုံးပဲမင်္ဂလာပါ Handmade Holiday Channel လေးကနေကြိုဆိုပါရစေ Channel လေးကိုဝင်ရောက်ကြည့်ရှုသူတယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်အားလုံးပဲမင်္ဂလာပါ Handmade Holiday Channel လေးကနေကြိုဆိုပါရစေဒီတစ်ခါတော့ချစ်စရာကောင်းတဲ့ဒီကိတ်မုတ်ကလစ်ကလေးတွေထိုးပါမယ်ဆိုရင်ဒီကလေးလေးထိုးဖို့အတွက်ကိုခြီလေးက3 ply ခြီလေးသုံးထားပါတယ်ခုဒီဟာလေးအတွက်ကို3 ply ခြီကို4အောင်အယောင်လေး4အောင်သုံးထားတယ်အောက်ခံကိတ်သားလေးရယ်ဒီ cream လေးရယ်ပြီးတော့ strawberry လေးအတွက်အယောင်လေး2ရောင်ရယ်သုံးထားပါတယ်ပြီးရင်သူ့အတွက်ကလစ်ကလေးတစ်စုံဆိုရင်ကလစ်ကလေးလိုမယ်ခြီက3 ply ခြီလေးနဲ့ side က 2.5 mm သုံးထားပါတယ်ပြီးတော့လက်ချုပ်အပ်ကလေးရယ်သူ့ကိုကကြီးရယ်ကလစ်ကလေးမှာကပ်ဖို့ကော်ရယ်လိုပါမယ်အဲ့တော့အရင်ဦးဆုံးအလဲကဒီအောက်ဖက်ကဒီကိတ်အဝိုင်းလေးကနေစထိုးပါမယ်ဒီကိတ်အဝိုင်းလေးကနေစထိုးမယ်အခုသူ့အတွက်ကိုကိတ်ဝိုင်းလေးကိုအခုဒီခရမ်းအောင်ချီလေးကိုသုံးထားတယ်အဲ့တော့အရင်ဦးဆုံးဒီအဝိုင်းလေးစထိုးဖို့အတွက်ကို magic ring လေးနဲ့စပါမယ်ဆိုရင်ချီကိုင်းလိုက်တယ်ဆိုရင် magic ring လောက်ဖို့ကိုအခုဒီမှာပတ်လိုက်မယ် magic ring ကိုသူကတိုင်တိုလေး6တိုင်နဲ့စထိုးပါမယ်ဆိုရင်ဖွမီလေးတစ်ခုစားထားတယ်ပြီးတော့ရင်ဒီမှာဒီခွင်းထဲမှာပဲသွားပြီးတော့တိုင်တိုလေး6ခုထိုးပါမယ်ဆိုရင်တတိုင်ရမယ်ဒီခွင်းထဲကနေပဲသွားမယ်2တိုင်ရမယ်ဆိုရင်3တိုင်အဲ့တိုင်းမဲ့အားလုံးပေါင်းဒီခွင်းထဲမှာ6တိုင်ထိုးပါမယ်3တိုင်4တိုင်5တိုင်6တိုင်6တိုင်ထိုးပြီးပြီဆိုလို့ရှိရင်သူ့ကိုဒီ magic ring ရဲ့ green action လေးကိုဒီ green လေးကျင်းသွားအောင်လို့ဆွဲပြီးတော့ပိတ်ပါမယ်ဆိုရင်ဒီအလဲမှာ green လေးကျင်းသွားအောင်ဆွဲပိတ်မယ်ပိတ်ပြီးသွားရင်အခုပထမဆုံးစထားတဲ့တိုင်ထဲမှာသွားပြီးတော့ရှက်ကော်လေးနဲ့ပိတ်ပါမယ်ဆိုရင် green ကိုအစပထမဆုံးထိုးခဲ့တဲ့တိုင်ထဲမှာသွားပြီးတော့သူ့ရှက်ကော်လေးနဲ့ပိတ်မယ် magic ring လေးပထမတန်းကို6တိုင်ထိုးထားပြီးပြီဆိုဒီမှာရှက်ကော်လေးနဲ့ပိတ်မယ်ပိတ်ရင်အခုဒီအဝိုင်းလေးကတိုင်တို6ခုနဲ့အဝိုင်းလေးအလဲဝိုင်းလေးတစ်ခုစရမယ်ပြီးရင်တော့အပေါ်ဘက်မှာဖွမီလေးတစ်ခုတက်လိုက်တယ်ဖွမီတစ်ခုတက်ပြီးရင်အခုဒီအောက်မှာသူကဒီတန်းမှာ6တိုင်တိုင်တိုလေး6တိုင်ရှိတယ်အဲ့6တိုင်ပေါ်မှာတတိုင်းစီမှာတိုင်တို2တိုင်စီပွားပြီးတော့အလုံးပေါင်း12တိုင်ထပ်ထိုးပါမယ်ဒုတိယတန်းအတွက်ကိုအလုံး12တိုင်ထိုးပါမယ်အဲ့တော့သူ့ရဲ့သင်္ကေတလေးကတော့ V လေးနဲ့ရေးပါတယ်တိုင်ပွားတာဖြစ်တဲ့အတွက်ကြောင့်မလို့တတိုင်းထဲမှာအောက်ခံတိုင်တတိုင်းထဲမှာနှစ်ခုပွားပြီးတော့ထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့သင်္ကေတလေးက V လေးနဲ့ရေးပါတယ်ဆိုရင်အလုံးပေါင်းဒီဒုတိယတန်းမှာ12တိုင်ထိုးပါမယ်ဆိုရင်ပထမတိုင်ထဲမှာသွားပြီးတော့တိုင်တိုပထမတစ်တိုင်ထိုးတယ်ဆိုရင်ပထမတစ်တိုင်ထိုးတယ်နောက်တစ်ခါအဲ့ဒီတိုင်ထဲမှာပဲဒုတိယတစ်တိုင်ထပ်ထိုးမယ်သူ့ကိုတိုင်ပွားပြီးတော့ increase လို့ခေါ်လို့ရပါတယ်အဲသူ့ကို increase SC လေး single crochet လေး2တိုင်ထိုးတယ်ပြီးရင်နောက်သူ့ဘေးကတိုင်မှာသွားမယ်သူ့ဘေးကတိုင်ထိုးထဲမှာလည်း2တိုင်ပွားထိုးမယ်တစ်တိုင်2တိုင်အဲဆိုရင်4တိုင်ရမယ်အဲ့ဒီတိုင်မဲ့ကျန်တဲ့တိုင်တွေပေါ်မှာလည်းတစ်ပတ်လုံးပတ်ပြီးထိုးလိုက်လို့ရှိရင်အားလုံးပေါင်း12တိုင်ရပါမယ်အဲဆိုရင်နောက်ဆုံးဒီမှာ12တိုင်လေးတွေအောက်ခံတစ်တိုင်စီပေါ်မှာ2တိုင်စီပွားထိုးလိုက်တာဒုတိယတန်းမှာ12တိုင်ရတယ်12တိုင်ရပြီဆိုလို့ရှိရင်သူရဲ့ဒီပထမဆုံးစားခဲ့တဲ့တိုင်မှာသွားပြီးတော့ရှက်ကော်လေးနဲ့ပိတ်မယ်အဲဆိုရင်ဒုတိယတန်းရမယ်ရှက်ကော်လေးနဲ့ပိတ်မယ်တတိယတန်းကိုလည်းဆက်ထိုးမယ်တတိယတန်းကကြတော့သူကပထမတိုင်မှာတိုင်တိုတစ်တိုင်ပဲထိုးတယ်ဒါဆိုလို့ရှိရင်ပထမတိုင်မှာတိုင်တိုတစ်တိုင်ပဲထိုးတယ်တိုင်တိုတစ်တိုင်ထိုးတယ်သူ့ကိုတော့သင်္ကေတကို X လေးနဲ့ cross X လေးနဲ့ရေးပါတယ်အဲဆိုရင်တိုင်တိုတစ်တိုင်ထိုးပြီးရင်သူ့ဘေးကတိုင်မှာဆိုရင်သူ့ဘေးကတိုင်မှာတော့တိုင်ပွားပြီးတော့ထိုးတယ်ဆိုရင်
တစ်တိုင်းအဲ့ဒီထဲမှာပဲသွားပြီးတော့နောက်တစ်တိုင်းပွားတယ်အဲ့ဆိုသူ့ကိုထိုးတဲ့ခါကျလို့ရှိရင်ဒီတတိယတန်းကိုထိုးတဲ့ခါကျလို့ရှိရင် x ရဲ့ v ရဲ့ဒါဆိုရင်အဲ့ဒါမျိုး6စုံထိုးပါမယ် x လေးရဲ့ v လေးရဲ့အဲ့တော့တစ်တိုင်းရဲ့တိုင်ပွားရဲ့နှစ်တိုင်ပွားထားတာရဲ့ဆိုတော့အားလုံးပေါင်း6စုံထိုးပါမယ်အဲ့လိုမျိုးပဲဒါဆိုသူဒီအောက်ကတိုင်အားလုံးပေါင်း12တိုင်ရှိတဲ့ထဲမှာသူ့ကို6စုံသွားထိုးပါမယ်ပထမတိုင်တိုလေးမှာတိုင်တိုတစ်တိုင်ထိုးလိုက်တယ်ဒါဆိုရင်သူ့ဘေးကတိုင်မှာတိုင်တို2တိုင်ပွားပြီးတော့ထိုးပါမယ်2တိုင်ပွားပြီးတော့ထိုးမယ်အဲ့ဆိုအခုတတိယတန်းမှာကတိုင်လေးတစ်တိုင်ရဲ့တိုင်ပွားလေးရဲ့အားလုံးပေါင်း6စုံထိုးခဲ့တယ်အဲ့တော့သူ့ဒီတတိယတန်းမှာအားလုံးတိုင်တိုက18တိုင်ရပါမယ်ဒါဆိုရင်18တိုင်6စုံထိုးလို့ပြည့်ပြီဆိုလို့ရှိရင်ဒီတိုင်ရဲ့ပထမစခဲ့တဲ့တိုင်ထဲမှာသွားပြီးတော့ရှက်ကော်လေးနဲ့ပိတ်မယ်ဒီတစ်တန်းကိုပိတ်လိုက်မယ်ပြီးရင်နောက်တစ်တန်းကိုတက်ပါမယ်ဒါဆိုရင်ဒီတတိယတန်းပြီးရင်နောက်ထပ်၄တန်းမြောက်အုတ်တက်ကိုသွားမယ်ဆိုလို့ရှိရင်ဖွန်မီလေးတစ်ခုထိုးလိုက်တယ်သူ့မှာကြတော့တိုင်တိုလေး2တိုင် x လေး2ခုနဲ့ v လေးနဲ့သွားပါမယ် 2x လေးလာပြီးရင် v တစ်ခုသွားမယ်အဲ့တော့ရိုးရိုးပဲအောက်ဘက်ကတိုင်တစ်တိုင်းမှာတိုင်တိုတစ်တိုင်းစထိုးတယ်နောက်သူ့ဘေးမှာလည်းရိုးရိုးပဲတိုင်တိုတစ်တိုင်းစထိုးတယ်အဲ့ဆိုရင်တိုင်တို2တိုင်ရပြီနောက်တတိယမြောက်တိုင်မှာကြတော့သူကပွားပြီးတော့တိုင်ပွားပြီးတော့ထိုးပါမယ်သူကတော့ v ပါအဲ့တော့ 2x ပြီးသွားရင် v လာပါမယ်ဒါဆိုရင်ဒီမှာကတိုင်ပွားမယ်ပထမတစ်တိုင်ထိုးတယ်အဲ့ဒီ stage ထဲမှာပဲဒီတိုင်ထဲမှာပဲသွားပြီးတော့နောက်တစ်တိုင်ထပ်ထိုးလိုက်တယ်ဒါဆိုရင်တိုင်လေးပွားပြီးတော့ထိုးမယ်အဲ့တော့ဒီအတန်းမှာကအားလုံးပေါင်းသူ့ကို 2x နဲ့ရိုးရိုးပဲတိုင်လေးနဲ့ single crochet လေး2ခုရဲ့ပြီးသွားရင်ဒီထဲမှာ increase လုပ်ထားတဲ့ increase single crochet လေးထိုးပါမယ်အဲ့တော့သူ့ရဲ့သင်္ကေတလေးက 2x ပြီပါဒါဆိုရင်အဲ့ဒါအတိုင်းပဲသူလည်း6စုံပတ်ပြီးတော့ထိုးမယ်အားလုံးပေါင်းသူက24တိုင်ရပါမယ်ဒါဆိုရင်ဒီအတန်းမှာအားလုံးပေါင်းသူ24တိုင်ရမယ်နောက်ပထမရိုးရိုးပဲတိုင်ထိုးတဲ့တစ်တိုင်တိုင်တိုတစ်တိုင်တိုင်တိုတစ်တိုင်တိုင်တိုတစ်တိုင်စီနှစ်ခေါက်ထိုးတယ်တတိယမြောက်နေရာမှာတိုင်တိုကို increase လုပ်တယ်နှစ်တိုင်ထိုးတယ်တစ်ခုတိုင်တိုတစ်တိုင်နဲ့မှာပဲတိုင်ပွားပြီးတော့ထိုးတယ်အဲ့ဒါမျိုးအလုံးပေါင်း6ကြိမ်ထိုးပါမယ်တစ်ပတ်လုံးပတ်ပြီးတော့6ကြိမ်ဒီအစားမဆရောက်တဲ့အထိကို6ကြိမ်ထိုးပါမယ်6စုံထိုးပါမယ်အဲ့ဆိုလို့ရှိရင်ဒီတန်းမှာလည်း6စုံထိုးပြီးဆိုလို့ရှိရင်ဒီအစားမှတ်လေးနဲ့ပြန်ပြီးတော့ရှက်ကော်လေးနဲ့ပိတ်မယ်ပိတ်ပြီးပြီဆိုရင်တော့သူကိုပိတ်ပြီးပြီဆိုရင်အခုဒီဘေးက crim လေးတွေအတွက်ကိုထိုးပါမယ်ဒီ crim လေးတွေအတွက်ကိုသူက puff stitch လို့ဆိုတဲ့ထိုးနည်းလေးနဲ့သွားပြီးတော့ထိုးမယ်ဒီလိုဖောင်းဖောင်းလေးတွေရအောင်လို့အဲ့တော့အရင်ဦးဆုံးဖွန်မီလေး2ခုစမယ်ဖွန်မီတစ်ချက်2ချက်ထိုးလိုက်တယ်ပြီးတော့ရင်အခုစထိုးထားခဲ့တဲ့နေရာမှာပဲတိုင်မှာပဲသွားပြီးတော့အကုန်လုံးဒီတိုင်လေးဒီအတွန်းအတွက်ကိုဒီ cram လေးအတွက်ကိုထိုးမယ် puff stitch ကိုအဲ့ထဲမှာပဲသွားထိုးမယ်အဲ့တော့တရစ်တင်လိုက်တယ်ခြေတရစ်တင်ပြီးတော့အခုဒီအောက်ခြေကဒီတိုင်ထဲမှာပဲသွားပြီးတော့အကိုသွင်းတယ်ပြီးရင်ခြေကောက်လိုက်တယ်ခြေကောက်ပြီးတော့ဆွဲထုတ်လိုက်တယ်တိုင်ရှည်ထိုးသလိုပဲဒီစီထိုးသလိုပဲတူဆွဲထုတ်လိုက်တယ်ဆွဲထုတ်လိုက်ပြီးရင်သူ့အခုဒီလိုနည်းနည်းရှည်ရှည်လေးယူထားလိုက်တယ်ဒါဆိုရင်အခုအပမှာ3ပင်ရတယ်ဒါတိုင်ရှည်အတွက်ကိုထိုးသလိုမျိုးထိုးတဲ့ဟာမှာပဲပြီးတော့အဲ့3ပင်ကိုဒီတိုင်းပဲထားမယ်နောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့ခြေရစ်တယ်ဒီ stitch ထဲမှာပဲလက်ရှိထိုးထားတဲ့အတိုင်ထဲမှာပဲသွားပြီးတော့ထပ်ထိုးတယ်နောက်တစ်ချိန်ဒါဆိုရင်2တိုင်ရပြီဒါဆိုရင်2တိုင်ဒီတိုင်းပဲအပေါ်မှာပဲတင်ထားတယ်ပြီးရင်နောက်ခြေရလိုက်တယ်ခြေရပြီးသွားရင်ဒီသူ့ရဲ့ဒီတိုင်းထဲမှာပဲဒီစင်တူတိုင်းထဲမှာပဲသွားပြီးတော့အကိုသွင်းတယ်ဆွဲထုတ်တယ်3ချိန်ပြီးရင်နောက်တစ်ချိန်အားလုံးပေါင်း4တိုင်ထိုးပါတယ်အဲဆိုရင်နောက်တစ်ချိန်အဲဆိုရင် puff stitch ကိုအားလုံးပေါင်း4ခု4တိုင်လေးထိုးလိုက်တယ်4တိုင်ရပြီဆိုလို့ရှိရင်တော့ခြေကိုခြေတရစ်တင်လိုက်ပြီးတော့ဒီအားတွေဒီကျိုးတွေအားလုံးကိုထုတ်လိုက်ပါမယ်ဒီကျိုးတွေအားလုံးနဲ့ကနေရှိုးပြီးတော့ထုတ်လိုက်မယ်
အဲဆိုတော့ဒီမှာဖောင်းမောင်းလေးရမယ်အဲ့တော့အောက်ဘက်မှာသွားထားတဲ့အခါကျလို့ရှိရင်အခုလက်ရှိတိုင်လေးထိုးထားတဲ့ဘေးကတစ်ခွက်ကိုတစ်ထိုင်ကိုကြော်လိုက်တယ်ဒီတစ်ထိုင်ကိုကြော်ပြီးတော့နောက်တစ်ထိုင်မှာသွားပြီးတော့အကိုသွင်းပြီးတော့ခြေကောက်လိုက်တယ်ဆွဲထုတ်တယ်ဆွဲထုတ်ပြီးတော့အခုဒီဘက်ထိကိုအပေါ်မှာကုန်သွားတဲ့ထိကိုခြေကိုဆွဲထုတ်လိုက်တယ်အဲဆိုအပေါ်မှာအခုတချိုးပဲကြံအောင်အဲဆိုအခုဒီမှာ plastic လေးရဖောင်းဖောင်းလေးရပါမယ် cream လေးဖြစ်အောင်လို့ဖောင်းဖောင်းလေးရမယ်အဲ့ဒီတိုင်းပဲဒီအနားပေါ်မှာပတ်ပြီးတော့ထိုးသွားမယ်အားလုံးမှာသူက24တိုင်းရှိတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုး cream လေးတွေကအားလုံး12ခုရပါမယ်ဆိုရင်နောက် cream တစ်ခုကိုထိုးဖို့အတွက်ကိုဖွင့်ပြီးရတစ်ချက်နှစ်ချက်စာထိုးတယ်ပြီးရင်အခုသူဒီအောက်မှာရှိတယ်သူ့ရဲ့တိုင်ထဲကိုပဲသွားပြီးတော့ခုန plastic လေးထိုးပါမယ်ခြေတရစ်တင်နဲ့သူ့ရဲ့ဒီတိုင်ထဲကိုပဲသွားတယ်ဒီဖွင့်ပြီးထိုးထားတဲ့တိုင်ရဲ့အောက်ခြေမှာဒီတိုင်တိုလေးတဲကိုသွားတယ်ခြေကောက်လိုက်တယ်ဆွဲထုတ်လိုက်တယ်နည်းနည်းလေးရှည်အောင်ဆွဲထုတ်ထားတယ်အားဆိုတစ်ထိုင်ရမယ်အဲ့တိုင်းပဲနောက်တစ်ခါခြေကောက်တယ်အကိုဒီထဲကိုထိုးတယ်ဒီလိုထိုးတဲ့ခါကျလို့ရှိရင်ခြေလေးတွေပြုံးမထွက်အောင်လက်နဲ့အသားလေးထိန်းထားမယ်ထိန်းထားပြီးတော့ဒီတိုင်စင်တူတဲ့တိုင်ထဲမှာပဲသွားပြီးတော့နောက်တစ်တိုင်ထပ်ထိုးတယ်နှစ်တိုင်ရပြီ3တိုင်4တိုင်အဲဆိုရင် puff stitch ကို4တိုင်ထိုးလိုက်တယ်တစ်ချိန်ခြေကောက်လိုက်ပြီးတော့အကုန်လုံးကိုဖြုတ်ထုတ်တယ်အဲ့တော့ဒီလိုယူလာတဲ့အခါမှာအခုအကဒီလိုရှိတယ်ဒီအထဲဝင်လို့ရှိရင်အကလေးကိုအသားလေးလှည့်လိုက်အောက်ဖက်လေးမှာထားပြီးတော့ဒီလိုဆွဲထုတ်လိုက်မယ်အဲ့တော့မှသူကဒီခြေလေးတွေအကုန်လုံးဆွဲဖြုတ်လိုက်မယ်ရပြီဆိုလို့ရှိရင်သူ့ရဲ့အခုဒီတိုင်တွေထိုးထားတဲ့ဘေးကတိုင်ရှိတယ်ဒီတိုင်ကိုကြော်ပြီးတော့နောက်တစ်ထိုင်ကိုသွားမယ်နောက်တစ်ထိုင်ထဲမှာအသွင်းလိုက်ပြီးတော့ခြေကောက်တယ်ဆွဲထုတ်တဲ့အခါကျရင်ဒီအပေါ်ကခြေတွေအကုန်လုံးဆွဲထုတ်လိုက်တယ်အပေါ်ကခြေပင်တွေအကုန်လုံးဖြုတ်လိုက်တယ်ဟိုနောက်ဆုံးတစ်ခုပဲကြံမယ်အဲဆိုအဲ့ဒီနေအတိုင်းပဲနောက်ထပ်ကြံတဲ့ cream ရဲ့ဖောင်းတဲ့ပုံလေးတွေလိုက်ပြီးတော့ထိုးပါမယ်အားလုံးပေါင်း12ခုရပါမယ်ဆိုလို့ရှိရင်အားလုံးအစမှတ်ထီကိုပြန်ရောက်ပြီးအားလုံးပေါင်း cream လေး12ခုရပါတယ်ရပြီဆိုလို့ရှိရင်သူ့ကိုဖမီလေးတစ်ခုထိုးပိတ်ပြီးတော့ခြေလေးကိုနည်းနည်းရှည်ဖြတ်မယ်သူခြေအစာသိမ်းပြီးတော့ဆိုရင်ခြေလေးတွေအကလေးနဲ့အစားလိုက်သိမ်းပြီးတော့ထားပါမယ်သူ့ကိုသုံးမှာကအခုဒီဟာလေးကိုအပေါ်ဘက်မှာထားပါမယ်ဒါဆိုဒါကအခုကပုံမှန်ဆိုလို့ရှိရင်ဒီဟာအလှပတ်ဒါနောက်ကျောဘက်ပေါ့အခုတော့သုံးမှာတော့ဒီ cream လေးတွေလို line ပေါ်နေတဲ့ဘက်ကလေးကိုသုံးပါမှာဒီပေါ်မှာသူ့ကိုထပ်တင်ပြီးတော့သုံးပါဆိုတော့အခုဒီလိုပုံစံလေးသုံးမယ်အဲ့တော့ဒီခြေလေးကိုအနောက်ဘက်မှာအစားတက်ပြီးတော့တင်ထားမယ်ဒါလေးတွေလည်းထဲမှာခြေလေးတွေခြေစားတက်ပြီးဖြောက်ထားပါမယ်ဆိုရင်သူ့အနောက်ထဲမှာထည့်ပြီးတော့ဖြောက်ထားမယ်ဒီဘက်ကလည်းဒီဘက်ကခြေလေးလည်းအနောက်ထဲမှာဖွက်ထားမယ်ဆိုအပေါ်ဘက်က cream အဖြူလေးကိုလည်းသူ့တိုင်းမဲ့ထိုးမယ်ဒါမဲ့သူက cream အဖြူလေးကကြတော့အတန်းကသူ့ကိုတန်း short ပြီးတော့ထိုးပဲသူကဒါထက်ကိုသေးမှာဆိုတော့သူ့ကိုတန်း short ပြီးတော့ထိုးမယ်အဝိုင်းလေးထိုးတဲ့အချိန်မှာတန်း short ပြီးတော့ထိုးပါမယ်ဆိုရင် cream အဖြူလေးလည်းကိုအောက်ဘက်ကပုံလေးအောက်ခံလေးထိုးတဲ့အတိုင်းပဲထိုးမယ် magic ring လေး6ခုနဲ့စပြီးတော့ထိုးမယ် magic ring မှာတိုင်တို6ခုနဲ့စပြီးတော့ထိုးပါမယ်ခုသူ့ကိုတဲ့နဲ့တော့တဲ့နော်6ခုရပြီဆိုလို့ရှိရင်ဒီကြိုးကိုဆွဲပြီးတော့ကျင်းလိုက်မယ်အစားမှတ်လေးရှိတယ်သူပထမစထိုးခဲ့တဲ့တိုင်လေးမှာသွားပြီးတော့ရှက်ကော်လေးနဲ့ပိတ်မယ်တော့ရှက်ကော်လေးနဲ့ပိတ်မယ်အဲ့တော့စက်ဝိုင်းလေးကိုချက်သွားအောင်လို့သူ့ကိုကွင်းရှင်ကိုကြိုးရှင်လေးကိုဆွဲပြီးတော့ပိတ်ထားမယ်
ပြီးရင်ဒုတိယတန်းကအောက်ဘက်ကတိုင်တို6တိုင်ပေါ်မှာ increase လုပ်သွားမယ်အားလုံး12တိုင်ဆိုရင်သူကို V6 ချိန်ထိုးပါမယ်ခုဒါဆိုရင်တိုင်ဖွင့်ပြီးလေးတစ်ချက်ထိုးလိုက်ပြီးတော့အောက်ဘက်ကတိုင်တိုတစ်တိုင်ပေါ်မှာ2တိုင်ပွားပြီးတော့ထိုးမယ်ဆိုရင်တစ်တိုင်သူ့တိုင်ထဲမှာပဲ2တိုင်ပြီးရင်နောက်သူပေးမှာလည်းတစ်တိုင်2တိုင်အဲ့တော့သူ့ကိုရေးလို့ရှိရင် 6V လို့ရေးလို့ရပါတယ်သူက V shape လေး6ချိန်ထိုးမယ်အားလုံးပေါင်း12တိုင်ရပါမယ်အဲဆိုရင်ဒုတိယတန်း12တိုင်ရပြီဆိုလို့ရှိရင်ဖွင့်ပြီးလေးတစ်ချက်ထိုးတယ်တတိယတန်းကိုသွားမယ်တတိယတန်းမှာကျတော့သူကပထမတစ်ထိုင်ကိုတိုင်တိုတစ်ထိုင်မှာတစ်ထိုင်ပဲထိုးလိုက်တယ် X လေးပြီးတော့ရင် V လေးထိုးမယ်ဒုတိယတိုင်မှာကျတော့နှစ်ခုပွားပြီးတော့ထိုးတယ်အဲဆိုရင် V နဲ့ X နဲ့ V နဲ့တစ်စုံစီအားလုံးပေါင်း6ချိန်ထိုးပါမယ်ဆိုရင်သူ့ကို6စုံထိုးမယ်ပထမတိုင်တစ်တိုင်ထိုးလိုက်တယ်ပြီးရင်ဒုတိယသူ့ဘေးကတိုင်မှာကျတော့ပွားမယ် increase လုပ်လိုက်မယ် increase အစီအဲဆိုရင်အားလုံးပေါင်းသူ့ကို6စုံထိုးပါမယ်အဲ့တော့တိုင်တူအားလုံး18ခုရပါမယ်ဆိုတော့သူကအားလုံးပေါင်းဒီတန်းမှာ18ခုရမယ်အဲ့တော့ဒီ crane လေးမှာတော့ဒီ18ခုအတန်းဒီတတိယတန်းအထိပဲသူ့ကိုထိုးထားတယ်တတိယတန်းအထိထိုးပြီးသွားရင်ခုဒီမှာဆိုရင်4တန်းထိုးပြီးတော့မှ crane ရဲ့အတွန့်လေးတွေသွားတယ်ခုကတော့သူက3တန်းသူကအသေးလေးထားမှာဆိုတော့သူ့ကို3တန်းထိုးပြီးတာနဲ့ဒီ crane လေးတွေထိုးပါမယ်ဆိုရင် crane လေးတွေထိုးမယ်ဆိုတော့တိုင်လေးဖွင့်ပြီးလေး2ခုထိုးလိုက်တယ်ပြီးသွားရင်ဒီတိုင်ထဲမှာပဲသူ့အောက်ဘက်ကတိုင်ထဲမှာပဲတရစ်တင်ပြီးတော့အသွင်းတယ်ပြီးတော့ခြေကောက်ပြီးတော့ဆွဲထုတ်တယ်ဆိုတော့တိုင်အားလုံးပေါင်း4တိုင်ထိုးမယ်သူ့ထဲမှာဒီတိုင်တစ်တိုင်ထဲမှာပဲ4ခုထိုးပါမယ်နှစ်ချက်ဆိုရင်၄ခုထိုးပြီးသွားပြီဆိုလို့ရှိရင်ခြေကောက်ပြီးတော့အကုန်လုံးကိုဖြုတ်လိုက်တယ်ဖြုတ်ပြီးသွားရင်သူ့ဘေးကတိုင်ကိုကြောပြီးတော့နောက်တစ်တိုင်ဒီဘေးကတိုင်ကိုကြောပြီးတော့နောက်တစ်တိုင်ကိုသွားမယ်ပြီးတော့ဆွဲထုတ်လိုက်မယ်ဒါဆိုရင်ဒီ crane လေးရမယ်ဒါဆိုဒီတိုင်းပဲအားလုံးပတ်ပြီးတော့ထိုးမယ်သူက18ခုရှိတယ်ဆိုတော့ဒီ crane လေးကအားလုံး9ခုထွက်ပါမယ်ဆိုရင်တဲ့နဲ့တော့ဒီခုရရင်ဆွဲထုတ်မယ်အဲ့ဒီတိုင်းပဲဒီနဲ့ကြောလိုက်မယ်တစ်ခုကြောပြီးတော့နှစ်ခုမြောက်မှထားမယ်အဲဆိုအားလုံးပေါင်းဒီမှာ6ခုရပါမယ် crane ကိုအဲဆိုလို့ရှိရင်သူက crane လေးအားလုံးပေါင်း6ခုရပြီ6ခုရပြီဆိုလို့ရှိရင်သူ့ကိုပိတ်ပါမယ်အစားတက်လိုက်မယ်ဖွင့်လေးတစ်ခုနဲ့ပိတ်လိုက်ပိတ်ပြီးသွားရင်ဒါလေးကိုကြိုးလေးကိုဖြတ်ပြီးတော့အစားတက်ပါမယ်သူ့ကိုလည်းဒီကြိုးအခုဒီဘက်ကနေအသုံးမယ်ဆိုတော့ဒီကြိုးလေးအထဲကိုပြန်သွင်းထားမယ်ဆိုဒီနောက်ဘက်မှာထားမယ်ဆိုဒီကြိုးအစားလေးတွေလည်းသူ့ကိုအစားတက်ပြီးတော့တင်ထားမယ်နောက်မှာဒါလေးရသွားပြီဆိုလို့ရှိရင်တော့အပေါ်ဘက်က strawberry သီးလေးထိုးပါမယ်ဆိုရင်အောက်ခံ crane လေး cake လေးနဲ့ cream လေးနဲ့ရသွားပြီဆိုရင်ဒီ strawberry သီးလေးကိုထိုးပါမယ်ဆိုရင်အခုသူ့ဘောက strawberry သီးလေးထိုးဖို့အတွက်ကိုသူအသီးအတွက်ကိုခြီးပန်းအောင်ရဲ့အညာအတွက်ကိုအစိမ်းလေးရဲ့သုံးပါမယ်အဲ့တော့အရင်ဦးဆုံး magic ring လေးစပြီးတော့လုပ်လိုက်တယ် magic ring လုပ်ပြီးသွားရင်သူ့ကိုတိုင်က DC လေးဖွင့်မီလေး3ခုအရင်ဆုံးစထိုးတယ် magic ring လေးထိုးပြီးတော့ဖွင့်မီလေးခုဒီမှာစလိုက်တယ်ဖွင့်မီတစ်ချက်နှစ်ချက်သုံးချက်ဖွင့်မီ3ခုဆိုထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီ magic ring နဲ့မှာသွားပြီးတော့တိုင်ရှည်လေး DC လေး9တိုင်ထိုးပါမယ်တစ်တိုင်နှစ်တိုင်သုံးတိုင်4တိုင်5တိုင်အဲ့ဆိုရင်ဒီစီလေး9တိုင်ထိုးပြီးပြီဆိုရင်ဒီအောက်ကကွင်းရှင်လေးကိုလည်း magic ring လေးကိုလည်းကျက်သွားအောင်လို့ဆွဲပိတ်လိုက်မယ်ဒီဘက်မှာလည်းသူ့ကိုဖွင့်မီလေးတစ်ချက်ထိုးပိတ်ပြီးတော့ဒီကြိုးလေးကိုဖြတ်ပါမယ်ကြိုးလေးကိုနည်းနည်းရှည်ထုတ်ထားပြီးတော့ဖြတ်မယ်အဲဆိုဒီဘက်ကဖြုတ်ထားမယ်အဲ့ပြီးသွားရင်တော့အပေါ်ဘက်ကအညာလေးကိုဆက်ထိုးပါမယ်အညာလေးတော့ကအစိမ်းလေးထိုးမယ်အစိမ်းလေးကိုလည်းသူ့ကို green shot လေးတစ်ခုစပြီးတော့လုပ်မယ်ပြီးသွားရင်အခုဒီထိုးထားတဲ့ strawberry ရဲ့ဒီကိုလုံးလေးအခုဒီမှာ
စထားခဲ့တဲ့တိုင်လေးမှာသွားပြီးတော့သူတွဲမယ်ဆိုတော့အခုဒီစထားခဲ့တဲ့တိုင်တွေကနေအကိုရှိုးလိုက်ရှိုးပြီးသွားရင်အခုဒီကွင်းရှော့လေးကိုသူ့ထဲကနေဆွဲထုတ်မယ်ပြီးရင်ဖွန်မီတဲ့နှစ်ချက်လောက်ထိုးလိုက်တယ်ဖွန်မီနှစ်ချက်ထိုးပြီးရင်သူ့ကိုတရစ်တင်လိုက်တယ်ဒီအောက်ဘက်ကတိုင်ထဲမှာသွားပြီးတော့အရှိုးတယ်နောက်ထပ်တရစ်တင်ပြီးတော့ဆွဲထုတ်တယ်ဒါဆိုရင်အပေါ်မှာဒီလိုလေးရအဲ့ဆိုသူ့ကိုလည်းဒီပေါ်မှာတန်းစီပြီးတော့သူကြတော့တတိုင်းစီမှာအခုဒီလိုထိုးထားတဲ့အတိုင်းပဲတိုင်ကိုစုပြီးတော့သုံးမယ်ဆိုတော့အခုဒီမှာနောက်တရစ်တင်နဲ့နောက်တစ်တိုင်နဲ့ကိုသွားတယ်ဆွဲထုတ်တယ်နောက်တရစ်တင်နဲ့နောက်တစ်တိုင်နဲ့ကိုသွားတယ်ပြီးရင်နောက်ကျိုးဆွဲထုတ်တယ်အဲ့ဆိုရင်နောက်တရစ်တင်နဲ့နောက်ဆုံးတိုင်နဲ့ကိုသွားတယ်ဆွဲထုတ်တယ်အဲ့ဆိုရင်အပေါ်မှာဒီလိုကျိုးလေးတွေအများကြီးရမယ်အဲ့ခါကျတော့မှနောက်ဆုံးတရစ်တင်ပြီးသွားရင်အဲ့ဒီကျိုးတွေအားလုံးကိုဖြုတ်ပြီးတော့ဒီဘက်ကိုဆွဲထုတ်မယ်ဒါဆိုရင်strawberry ရဲ့အပေါ်ကအညာလေးအစိမ်းလေးရမယ်အဲ့တော့ဖွန်မီလေးတစ်ချက်ထိုးပြီးတော့ပိတ်လိုက်တယ်ဆိုရင်ဖွန်မီလေးတစ်ချက်ထိုးပြီးပိတ်လိုက်တယ်ပိတ်ပြီးရင်သူ့ကိုကျိုးရှည်လေးနဲ့ကျိုးရှည်လေးဆွဲထုတ်ပြီးတော့ဖြတ်ထားမယ်စားသက်လိုက်မယ်ဒါဆိုရင်အခု strawberry ဒီလိုပုံစံလေးရပါမယ်ရပြီဆိုလို့ရှိရင်သူ့မှာသွားပြီးတော့တွဲမယ်အဲ့တော့အချုပ်အပ်ကလေးနဲ့သွားတွဲမယ်ဆိုရင်သူ့မှာသွားပြီးတော့တွဲမယ်အဲ့တော့သူ့ကိုခုံလေးဖြစ်အောင်ဆိုလို့ရှိရင်ဒီပြားလိုက်ကြီး site နဲ့မတွဲဘဲနဲ့ဒီလိုမျိုးခုံလေးဖြစ်အောင်ထားပြီးတော့တွဲမယ်အဲ့တော့အစိမ်းလေးနဲ့အခုဒီဘက်မှာပြန်တွဲချုပ်လိုက်မယ်ဆိုဒီနောက်မှာဆိုရင်ဒီဘက်ကအစိမ်းကိုလည်းတွဲချုပ်တို့ချုပ်တဲ့ခါကျရင်ဖောင်းမောင်းလေးဖြစ်ဖို့ဆိုရင်အခုသူဒီ site အကျယ်အပြားလိုက်ကြီးမထားဘဲနဲ့နည်းနည်းခုံးအောင်လို့ဒီလိုလေးထားပြီးတော့နည်းနည်းကျင်းပြီးတော့ချုပ်မယ်ဆိုရင်ဒီအောက်ကဟာလေးဆိုရင်ဒီအောက်မှာထုတ်ထားတဲ့အစားလေးလည်းအဲ့တိုင်းပဲချုပ်မယ်တို့လည်းချုပ်တဲ့ခါကျလို့ရှိရင်ခုံလေးဖြစ်အောင်လို့နည်းနည်းလေးကျင်းပြီးတော့အထဲထဲကိုခုံအောင်ထားပြီးတော့ချုပ်မယ်ဆိုတော့နည်းနည်းလေးခုံအောင်လေးထားလိုက်ဆိုရင်ဒါလေးလည်းလိုပဲခုံအောင်အထဲလေးကိုနည်းနည်းလေးသွတ်ပြီးတော့ချုပ်မယ်ဆိုရင်ဒါလေးတွေချုပ်တဲ့အခါမှာလည်းသူလူမျိုးဖောင်းဖောင်းလေးဖြစ်အောင်ထားပြီးတော့အဲ့ဒီဖောင်းတဲ့နေရာလေးအတွင်းထဲကနေဝင်ပြီးတော့ချုပ်ပေးမယ်ဒါမှဆိုအသေးလေးကဖောင်းဖောင်းလေးဖြစ်မယ်ဆိုရင်အသေးလေးရပြီဆိုလို့ရှိရင်ဒီနောက်ဘက်ကရှိတဲ့ခြေလေးတွေအကုန်လုံးကိုခြီးပြီးတော့ခြီးတုပ်ပြီးတော့ဖြတ်မယ်
ပြီးရင်တော့ဖြတ်လိုက်လို့ရပြီအဲဆိုလို့ရှိရင်သူတို့ကော်လေးနဲ့ကပ်ပါမယ်ကော်နဲ့ကပ်မယ်ကလစ်ကလေးမှလည်းကပ်မယ်အဲဆိုရင်ကော်လေးနဲ့ကပ်မယ်အဲဆိုရင်သူတို့နှစ်ခုနဲ့ကလစ်ကလေးနဲ့ကိုကော်လေးတွေနဲ့ကပ်ပါမယ်ဆိုရင် cream လေးတွေလည်းကပ်ပြီးပြီဆိုလို့ရှိရင်ကလစ်မှလည်းကော်လေးနဲ့ကပ်မယ်သူတို့ဆိုရင်သူကလစ်ကလေးမှလည်းကော်လေးနဲ့ကပ်ပါမယ်အဲဆိုလို့ရှိရင်တော့ချစ်စရာကောင်းတဲ့ကိမော့ကလစ်ကလေးတွေရပါပြီအမေပြုလုပ်နည်းလေးတွေကိုစိတ်ဝင်စားတဲ့ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ထားပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ထားမယ်ဆိုလို့ရှိရင် video file လေးတွေအသစ်တင်တိုင်းမှာလွယ်လွယ်ကူကူနဲ့ကြည့်ရှုလို့ရပါပြီစိတ်ဝင်စားကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်